တမိုင်းစာမျက်နှာတွေပေါ်မှာဘယ်တော့မှမှတ်တမ်းတင်မခံခဲ့ရတဲ့ပြတိုက်တစ်ခုကိုစိတ်ကူးကြည့်ဘူးပါသလားဒီနေရာမှာရှိတဲ့လက်ရာတွေကညံပြင်းလို့အပယ်ခံရတာမဟုတ်ပဲအဆုံးသတ်ထိအကောင့်ထဲမပေါ်ခဲ့လို့သာဖြစ်ပါတယ်လူရစီမရောက်ခဲ့တဲ့တီထွေမှုတွေစာအုပ်အဖြစ်ထွက်မလာခဲ့တဲ့စာမူတွေနဲ့ပြင်ဆင်ရင်းနဲ့တွင်ပျောက်ကွယ်သွားရတဲ့ပျောက်မြောက်တဲ့စိတ်ကူးစိတ်တမ်းတွေလောကကြီးကအောင်မြင်ပြီးသားအရာတွေကိုပဲအသိအမှတ်ပြုတတ်ကြတာပါဒါပေမဲ့လူသားတွေရဲ့အလားအလာ potential ထဲမှာတော့မပြီးသက်နိုင်ခဲ့တဲ့လက်ရမော်နေအပြည့်ရှိနေပါတယ်ကျွန်တော်တို့မှတ်ထားရမှာကပြီးပြည့်စုံမှုကိုအစွဲလန်းကြီးတာဟာအညာစားအလုပ်တွေကိုဖျက်ဆီးပစ်တာမဟုတ်ပါဘူးကောင်းမွန်တဲ့လက်ရာတွေလောကထဲကိုရောက်မလာအောင်တားဆီးနေတာပါတင်ကောပြီးပြည့်စုံမှုဆိုတာကိုအမြင့်ဆုံးစံနှုန်းတစ်ခုလို့ထင်နေတုံးပဲလားတကယ်တော့အဲ့ဒါဟာအဆင့်မြင့်လာပါတယ်ဆိုတဲ့ကြောက်စိတ်ကဖန်တီးထားတဲ့ထောင်ချောက်တစ်ခုပဲဖြစ်ပါတယ်လူတော်တော်များများဟာပြီးပြည့်စုံအောင်လုပ်ခြင်း perfectionism ကိုစီကံရှိခြင်း discipline လို့မှားယွင်းစွာထင်မှတ်တတ်ကြပါတယ်ဒါပေမဲ့စိတ်ပညာကတော့ဒါကိုတစ်မျိုးပဲမြင်ပါတယ်ဒေါက်တာ Gordon Fleck နဲ့ဒေါက်တာ Paul Hewitt တို့ရဲ့သုတေသနတွေအရပြီးပြည့်စုံမှုကိုဆွဲလန်းကြည့်တာဟာအစစ်မြင့်တဲ့စံနှုန်းတွေကြောင့်မဟုတ်ပါဘူးဒါဟာအမှားယွင်းနေကြတဲ့မှာတင့်ရဲ့ကိုယ်ပိုင်တန်ဖိုး self worth ကိုကာကွယ်ဖို့ကြိုးစားနေတာသာဖြစ်ပါတယ်ဒီနေရာမှာမမြင်ရတဲ့ယူဆတစ်ခုကတော့ငါသာအမှားမလုပ်ရင်ဘယ်သူမှငါ့ကိုဝေဖန်လို့မရဘူးဆိုတဲ့အတွေးပါဒါဟာထောင်ချောက်ရဲ့အစပါပဲဘာလို့လဲဆိုတော့ပြည့်ပြည့်စုံခြင်းစိတ်ဟာခိုင်လုံတဲ့အကြောင်းပြချက်တစ်ခုလိုဟန်ဆောင်ထားတယ်လို့ပါသူကတင့်ကိုပိုကောင်းတဲ့ရလဒ်တွေရမယ်ပိုပြီးဘေးကင်းမယ်ပိုပြီးလေးစားခံရမယ်ဆိုတဲ့မက်လုံးတွေပေးလိုက်မယ်ဒါပေမဲ့သူကတင့်စီကနေတက်တစိပြန်ယူသွားတဲ့အဖိုးအခါတွေရှိနေပါတယ်အဲ့ဒါတွေကတော့နှောင့်နှေးကြကြမှုရှောင်လဲမှုနဲ့စိတ်ပိုင်းဆိုင်ရာပင်ပန်းနှံ့မှုတွေပဲဖြစ်ပါတယ်သတိပြုရမှာကပြည့်ပြည့်စုံခြင်းစိတ်ဟာတင့်ရဲ့လှုပ်ဆောင်ရည်ကိုအရင်ဆုံးမြင့်တင်ပေးတာမဟုတ်ပါဘူးသူကတင့်ရဲ့တွန့်ဆုတ်နေမှု hesitation ကိုသာအရင်ဆုံးတိုးဝါးစေတာပါပြည့်ပြည့်စုံမှုကိုလိုက်စားခြင်းဟာထူးချွန်မှုကိုရှာဖွေနေတာမဟုတ်ပါဘူးအဲ့ဒါဟာကိုလူရှိထုတ်ပြဖို့ကြောက်ရွံ့နေခြင်းသာဖြစ်ပါတယ်ဒီလိုပုံစံမျိုးကအခုမှဖြစ်လာတာမဟုတ်ပါဘူးပြည့်ပြည့်စုံခြင်းစိတ်ကြောင့်အလုပ်တွေကြန့်ကြာသွားတဲ့အခါဘာတွေဖြစ်လာနိုင်တယ်လဲဆိုတာကိုတမိုင်းကသက်သေပြခဲ့ပြီးသားပါဒေါက်တာ Thomas Caron ရဲ့သုတေသနတွေအရပြည့်ပြည့်စုံမှုကိုဆွဲလန်းကြီးတဲ့စိတ်ဟာလွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းကတရိပ်ရိပ်မြင့်တက်လာနေတာပါဒါဟာလူသားတွေရဲ့မျိုးဗီဇပြောင်းလဲသွားလို့မဟုတ်ပါဘူးကျွန်တော်တို့ရှင်သန်နေထိုင်တဲ့ပတ်ဝန်းကျင်တွေပြောင်းလဲသွားလို့သာဖြစ်ပါတယ်ယနေ့ခေတ်စနစ်တွေဟာတင့်ရဲ့လှုပ်ဆောင်နိုင်စွမ်းကိုအမှတ်ပေးစရာတွေလူမှုကွန်ရက်ပေါ်ကပေါ်လွင်ထင်ရှားမှုတွေနဲ့အမြဲတမ်းစောင့်ကြည့်စစ်ဆေးနေပါတယ်ဘယ်သူနဲ့မဆိုနှိုင်းယှဉ်လို့ရနေတဲ့ဒီကမ္ဘာကြီးထဲမှာလူတွေဟာအောင်မြင်ဖို့အထက်မစွမ်းဆောင်နိုင်ဘူးလို့အထင်မခံရဖို့ကိုပဲအသေးအတန်အာရုံစိုက်လာကြပါတယ်ဒေါက်တာ Brené Brown ရဲ့ရှာဖွေတွေ့ရှိချက်တွေကပိုပြီးလေးနက်ပါတယ်ပြည့်ပြည့်စုံခြင်းစိတ်ဟာတကယ်တော့အရှက်ရမှာကိုကြောက်ရွံ့ခြင်းနဲ့ဓာတ်ရိုက်ဆက်နွယ်နေပါတယ်ကျွန်တော်တို့ရဲ့မသိစိတ်ထဲမှာနှက်ဆိုင်တဲ့ယုံကြည်ချက်တစ်ခုရှိနေပါတယ်ငါသာအပြည့်အနာစာမရှိပဲပြည့်ပြည့်စုံနေရင်ဘယ်သူမှငါ့ကိုညှင်းပယ်လို့မရဘူးဆိုတာပါပဲဒါပေမဲ့ဒီလိုကိုကာကွယ်ခြင်းမှာကြီးမားတဲ့အဖိုးအခပေးရပါတယ်တင့်ကိုဝေဖန်မှုတွေကနေကာကွယ်ပေးထားတဲ့အရာဟာတစ်ဖက်မှာလည်းတင့်ရဲ့ရှေ့ဆက်ဖို့တတ္တိကိုပိတ်လောင်ထားတဲ့အတားအဆီးဖြစ်လာပါတယ်ပြည့်ပြည့်စုံခြင်းစိတ်ဆိုတာစိတ်ပိုင်းဆိုင်ရာတန်ကြပ်ကအင်ကြီးတစ်ထဲပါပဲဒါပေမဲ့ဖန်တီးမှုလုပ်တွေလုပ်ဖို့အတွက်တော့ဒီတန်ကြပ်ကာကြီးကလေးလံလွန်းလာပါတယ်ဒီတုံ့ပြန်မှုဟာစိတ်ခံစားချက်တသက်မဟုတ်ပါဘူးတင့်ရဲ့အုံနောက်ထဲမှာဖြစ်ပျက်နေတဲ့ဇီဝကာမဗီရဆိုင်ရာပြဿနာတစ်ခုလည်းဖြစ်ပါတယ်လူသားတစ်ယောက်ရဲ့အမှားယွင်းဆိုတာဟာသူ့ရဲ့ဖြစ်တည်မှု identity ကိုပါချင်းချောက်လာပြီလို့အုံနောက်ကယူဆလိုက်တဲ့အခါကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာတကယ်အသက်အန္တရာယ်နဲ့ရင်ဆိုင်နေရတယ်လို့မျိုးတုံ့ပြန်ပါတယ်ဒါဟာအုံနောက်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တဲ့အမက်ဒလာကနေအချက်ပေးခေါင်းလောင်းကိုထိုးလိုက်တာပါဒီအခါမှာခန္ဓာကိုယ်ထဲမှာကော်တီဆောလို့ခေါ်တဲ့စိတ်ဖိစီးမှုဟော်မုန်းတွေတဟုန်ထိုးမြင့်တက်လာပြီးအုံနောက်ရဲ့လှုပ်ဆောင်မှုဟာစူးစမ်းလေ့လာခြင်း exploration ကနေခုခံကာကွယ်ခြင်း protection mode ထဲကိုရုတ်တရက်ကူးပြောင်းသွားပါတယ်အဲ့ဒီအချိန်ကစပြီးတင့်ရဲ့အုံနောက်ဟာအသစ်တွေကိုဖန်တီးဖို့ထက်ဘေးကင်းဖို့ကိုပဲအဓိကထားပြီးစဉ်းစားပါတော့တယ်ဒီဖြစ်စဉ်ကြောင့်ပဲ perfectionism ပြည့်ပြည့်စုံမှုကိုဆွဲလန်းကြည့်သူတွေမှာထူးဆန်းတဲ့အမှုအကျင့်တစ်ခုကိုတွေ့ရတတ်ပါတယ်အဲ့ဒါကတော့အလုပ်တစ်ခုကိုစတင်တဲ့အခါမှာအ
အရန်ကိုအားတက်သရောရှိနေတတ်ကြပါတယ်အလုပ်ရဲ့အလဲပိုင်းကိုရောက်လာတဲ့အခါမှာတော့တဖြည်းဖြည်းနှေးကွေးလာတယ်နောက်ဆုံးဆုံးသက်ရမယ့်အပိုင်းကိုရောက်တဲ့အခါမှာတော့လပေါင်းများစွာနှစ်ပေါင်းများစွာအထိနှောင့်နှေးကြန့်ကြာမှုဒလေးတွေဖြစ်လာပါတော့တယ်ဘာကြောင့်ဒီလိုဖြစ်ရတာလဲဘာလို့လဲဆိုတော့စတင်ခြင်းဆိုတာကဘေးကင်းပါတယ်စိတ်ကူးထဲမှာပဲရှိနေသေးတဲ့အတွက်ဘသူဝေဖန်မှုကိုမှမခံရသေးပါဘူးပြုပြင်မွမ်းမံခြင်းဆိုတာကလည်းကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိပါသေးတယ်ဒါပေမဲ့အဆုံးသတ်လိုက်ခြင်း finishing ဆိုတာကတော့ကိုယ့်ရဲ့လက်ရာကိုလောကကြီးရှေ့ကိုချပြလိုက်တာပါအဲ့ဒီအချိန်မှာဝေဖန်မှုတွေညှင်းပယ်မှုတွေစတင်လာနိုင်ပါတယ်အုံနောက်ကဒီလိုဝေဖန်ခံရနိုင်ခြင်းကိုတကယ်အသက်အန္တရာယ် risk လိုမျိုးမှားယွင်းစွာတွက်ချက်လိုက်တဲ့အတွက်အလုပ်ကိုအပြီးမသတ်နိုင်အောင်တင့်ကိုအမျိုးမျိုးတားဆီးနေတာဖြစ်ပါတယ်ပြည့်စုံမှုကိုဆွဲလန်းကြည့်ခြင်းဆိုတာအုံနောက်ကအမှားယွင်းတွေကိုသင်ခန်းစာယူရမယ်သတင်းအချက်လက်အဖြစ်မမြင်တော့ဘဲကိုယ့်ကိုရန်ပြုမဲ့ချိန်ချမှုအဖြစ်သတ်မှတ်လိုက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့အကျိုးဆက်ပဲဖြစ်ပါတယ်။တမိုင်းတစ်လျှောက်မှာလည်းဒီလိုအုံနောက်ရဲ့တုံ့ပြန်မှုတွေကြောင့်ဘလို့အဖို့တန်တဲ့အခွင့်အရေးတွေဆုံးရှုံးခဲ့ရတယ်လေဆိုတာကိုအပိုင်း9မှာဆက်လက်လေ့လာကြည့်ရအောင်ပါ။ကျွန်တော်တို့သိပ္ပံပညာရှင်ကြီး Charles Darwin ကိုစင်ကဲဖြစ်စဉ် theory ရဲ့ဖခင်ကြီးအဖြစ်အသိမှတ်ပြုထားကြပေမဲ့သူ့ရဲ့ဘဝဇာတ်ကြောင်းနောက်ွယ်မှာတော့ပြည့်စုံမှုထောင်ချောက်ရဲ့ကြီးမားတဲ့သက်ရောက်မှုတစ်ခုရှိနေခဲ့ပါတယ်။ဒါဝန်ဟာလူသားတွေရဲ့အမြင်ကိုပြောင်းလဲစေခဲ့တဲ့စင်ကဲဖြစ်စဉ် evolution ဆိုင်ရာအခြေခံယူဆတွေကိုသူ့ရဲ့အသက်30ဝန်းကျင်1830ခုနှစ်များနောက်ပိုင်းကတည်းကစတင်ဖော်ထုတ်နိုင်ခဲ့တာပါ။ဒါပေမဲ့ထူးဆန်းတာကသူဟာဒီတွေ့ရှိချက်တွေကိုကမ္ဘာကိုချပြဖို့အတွက်အနှစ်20ကျော်ကြာအောင်အချိန်ဆွဲနေခဲ့ပါတယ်။ဘာကြောင့်သူဒီလောက်အထိနှောင့်နှေးနေခဲ့ရတာလဲ။ဒါဝန်ဟာသူ့ရဲ့ယူဆမှာအပြစ်အနာစာလုံးဝမရှိစေချင်ဘူး။သူဟာအချက်လက်တွေကိုအချိန်ချင်းစစ်ဆေးတယ်။တရိတ်ဆန်ရဲ့အပင်တွေရဲ့နမူနာတွေကိုနှစ်ပေါင်းများစွာထပ်ခါလေ့လာတယ်။နောက်ထပ်အချက်လက်တစ်ခုလောက်ထပ်ရရင်တော့ပိုပြီးပြည့်စုံသွားမှာပဲဆိုတဲ့အတွေးကသူ့ကိုအမြဲတမ်းခြောက်လန့်နေခဲ့ပါတယ်။အဲ့ဒီခေတ်ကဘာသာရေးနဲ့လူမှုရေးယူဆတွေအရသူ့ရဲ့ theory အင်မတန်အန္တရာယ်များပါတယ်။သူကပြည့်စုံတဲ့လက်နက်တစ်ခုကိုမကင်ဆောင်နိုင်တဲ့၍လူအများရှေ့ကိုထွက်မလာရဲခဲ့ပါဘူး။အမှားယွင်းတစ်ခုပါသွားခဲ့ရင်သူ့ရဲ့ဂုဏ်သိက္ခာတွေမကသူ့ရဲ့ဘဝပါပျက်စီးသွားနိုင်တယ်လို့သူကယူဆထားပါတယ်။သူ့ရဲ့ဇနီးတဲ့ကိုယ်တိုင်ကဘာသာရေးကိုအလွန်ကိုင်းဆိုင်သူဖြစ်တဲ့အတွက်သူ့ရဲ့ယူဆတွေကမိသားစုအပေါ်တက်ရောက်လာမှာကိုသူကကြောက်ရွံ့နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ Alfred Russel Wallace ဆိုတဲ့အခြားသိပ္ပံပညာရှင်တစ်ယောက်ကဒါဝင်နဲ့စင်တူရဲ့ယူဆမျိုးကိုရှာဖွေတွေ့ရှိသွားပြီဆိုတာသိလိုက်ရတဲ့အချိန်ကြာမှသာဒါဝင်ဟာအသေးအတန်ပြင်ဆင်ပြီးသူ့ရဲ့မျိုးစိတ်များမူလအစOn the Origin of Species စာအုပ်ကိုထုတ်ဝေခဲ့တာဖြစ်ပါတယ်။ဒီနေရာမှာတွေးစရာကောင်းတဲ့အချက်တစ်ခုကလောကကြီးအတွက်အင်မတန်အရေးကြီးတဲ့ဒီယူဆဟာပြည့်စုံခြင်းစိတ်ကြောင့်ဆယ်စုနှစ်2ခုစာလောက်ကြန့်ကြာသွားခဲ့ရတာပါ။ဒါဝင်သာ Wallace ရဲ့အကြောင်းကိုမသိခဲ့ဘူးဆိုရင်ဒီစာအုပ်ဟာသူကွယ်လွန်တဲ့အထိထွက်မလာပဲပြတိုက်တစ်ခုတည်းကအပြီးမတတ်နိုင်တဲ့လက်ရာတစ်ခုအနေနဲ့ကြံနေခဲ့မှလားဆိုတာဘယ်သူမှမသိနိုင်ပါဘူး။ဒါကြောင့်ပြည့်စုံအောင်စောင့်ဆိုင်းနေရင်းနဲ့တင်အချိန်နှောင်းသွားလို့လောကကြီးအတွက်ဆုံးရှုံးသွားရတဲ့ဖိုးတန်စိတ်ကူးစိတ်တန်းတွေဘလောက်တောင်များနေပြီလဲ။ Challenger အာကာသလွန်ပြန်ရင်ဘေးရန်တည်း Challenger လွန်ပြန်ရင်ကိုမလွတ်တင်ခင်နိုင်ပိုင်းလိုမှာအင်ဂျင်နီယာအဖွဲ့ဟာအလွန်အရေးကြီးတဲ့စိုးရိမ်ပူပန်မှုတစ်ခုကိုထုတ်ဖော်ခဲ့ကြပါတယ်။အဲ့ဒါကတော့အလွန်အေးမြတဲ့ရာသီဥတုမှာ O-ring လို့ခေါ်တဲ့ rubber ကွင်းတွေရဲ့ခံနိုင်ရည်ရှိမှုအခြေအနေပါ။နောက်ပိုင်းမှာပြုလုပ်ခဲ့တဲ့စုံစမ်းစစ်ဆေးချက်တွေအရဒီစိုးရိမ်ပူပန်မှုတွေဟာအခြေအမြစ်မရှိတာမဟုတ်ဘဲခိုင်ခိုင်မာမာတည်ရှိနေခဲ့ကြောင်းသက်သေပြခဲ့ပါတယ်။ဒါပေမဲ့လွတ်တင်ရမယ့်အချိန် launch pressure ရောက်လာတဲ့အခါမှာတော့ခိုင်မာတဲ့တန်တရားတွေကဝေဝါးသွားပြီးရမှာပါဆိုတဲ့ပေါ့ဆမှုတွေအောက်မှာတဖြည်းဖြည်းမှိမ့်မိန်သွားခဲ့ပါတယ်။ဒီဖြစ်ရပ်ကနေကျွန်တော်တို့သိရှိနိုင်တဲ့အဖွဲ့အစည်းဆိုင်ရာစိတ်ပညာ organizational psychology ရဲ့တိမ်မွေ့တဲ့အချက်တစ်ချက်ရှိပါတယ်။အဲ့ဒါကတော့စနစ်တစ်ခုကပြည့်စုံမှုကိုတောင်းဆိုလာတဲ့အခါအဲ့ဒီစနစ်ထဲမှာရှိနေတဲ့လူတွေဟာကိုယ့်ရဲ့တန်တရားတွေကိုထုတ်ဖော်ပြောဖို့တွန့်ဆုတ်သွားကြတာပါပဲ။ဘာကြောင့်လဲဆိုတော့ပြည့်စုံရမယ်လို့သတ်မှတ်ထားတဲ့ပတ်ဝန်းကျင်မှာတန်တရားရှိခြင်းဆိုတာဟာအားနည်းခြင်းလို့အဓိပ္ပာယ်တက်ရောက်သွားလို့ပါ။ပြည့်စုံမှုကိုသာအမြဲတမ်းမျှော်လင့်ထားတဲ့အခါမပြည့်စုံမှုတွေအကြောင်းရိုးရိုးသားသားဝန်ခံပြောဆိုခြင်းဟာကိုယ့်အတွက်အန္တရာယ်ရှိတဲ့လုပ်ရပ်တစ်ခုဖြစ်လာပါတယ်။အဲ့ဒီနောက်မှာတော့ပြည့်စုံရမယ်ဆိုတဲ့ဖိအားကြောင့်တကယ့်ဘေးရန်တွေကြီးဆိုက်ရောက်လာပါတော့တယ်။ Steve Jobs နဲ့ပြည့်စုံမှု၏အစွန်းနှစ်ဖက် Steve Jobs ဟာထုတ်ကုန်တစ်ခုရဲ့အနုစိတ်ဆုံးအစိတ်ပိုင်းတွေအထိအလွန်အမင်းပြောင်မြောက်နေဖို့ extreme product refinement ကိုအမြဲတမ်းတောင်းဆိုလေးရှိပါတယ်
သူ့ရဲ့ဒီလိုဇွဲနှပဲကြီးမှုတွေကပဲကဘာကြီးကိုတော်လန်ပြောင်းလဲစေမဲ့ဒီဇိုင်းနဲ့နည်းပညာတွေကိုထွက်ပေါ်လာစေခဲ့တာပါဒါပေမဲ့ဒီနောက်ကွယ်မှာပေးဆက်ခဲ့ရတဲ့အဖိုးခါတွေကလည်းအင်မတန်ကြီးမားပါတယ်သူ့ရဲ့ပြည့်ပြည့်စုံခြင်းလွန်းတဲ့စိတ်ကြောင့်ပဲထုတ်ကုန်တွေထွက်ရှိရမယ့်အချိန်စရာတွေဟာအချိန်ချင်းနှောင့်နှေးကြန့်ကြာခဲ့ရပါတယ်လုပ်ငန်းခွင်အတွင်းမှာပြင်းထန်တဲ့စိတ်ဖိစီးမှုတွေဖြစ်ပေါ်ခဲ့တယ်သူ့ရဲ့အဖွဲ့သားတွေအပေါ်မှာလည်းတိခတ်နိုင်စွမ်းထက်ကျော်လွန်တဲ့ဖိအားတွေတက်ရောက်ခဲ့ပါတယ်ဒီနေရာမှာပြည့်ပြည့်စုံမှုကိုအစွဲလန်းကြီးခြင်း professionalism ရဲ့သဘောတဘာဝနှစ်ရပ်ကိုကျွန်တော်တို့တွေ့မြင်နိုင်ပါတယ်သူဟာကောင်းမွန်ထူးချွန်တဲ့ရလဒ်တွေကိုထွက်ပေါ်လာအောင်တွန်းအားပေးနိုင်တယ်လို့တစ်ဖက်မှာလည်းစနစ်တကျမထိန်းချုပ်နိုင်ဘူးဆိုရင်အရာအလုံးကိုဝါမျိုးဖျက်ဆီးပစ်နိုင်တဲ့တင်းမာမှုတွေကိုဖြစ်ပေါ်စေပါတယ်ပြည့်ပြည့်စုံခြင်းစိတ်ဆိုတာလောင်စာတစ်ခုနဲ့တူပါတယ်ဒါပေမဲ့စနစ်တကျထိန်းညှိခြင်းမရှိတဲ့လောင်စာဟာအချိန်မရွေးမီးလောင်ပြင်အဖြစ်ပြောင်းလဲသွားနိုင်ပါတယ်ယနေ့ခေတ်မှာပြည့်ပြည့်စုံမှုထောင်ချောက်ဆိုတာဟာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေကိုအလွန်ရိုးရှင်းတဲ့ပုံစံနဲ့ရောက်ရှိနေတာပါကျွန်တော်တို့ကအလုပ်တစ်ခုကိုစတင်ဖို့ဒါမှမဟုတ်ယာရုတိုးဖို့ကြိုးစားတဲ့အခါငါအားလုံးကိုအဆင်သင့်ဖြစ်ပြီလို့ခံစားရတဲ့အထိစောင့်အောင်မယ်ဆိုတဲ့အတွေးနဲ့အချိန်ဆွဲနေတတ်ကြပါတယ်တကယ်တော့အဲ့ဒီလိုစောင့်ဆိုင်နေရင်းနဲ့တင်အခွင့်အရေးကောင်းတွေကကျွန်တော်တို့ကိုကြော်ဖြတ်ပြီးတက်တဆိတ်ထွက်ခွာသွားကြပါတယ်ချစ်ခင်ရသူတွေလုပ်ဖို့ကင်ဘက်တွေနဲ့စကားပြောတဲ့အခါမှာလဲကိုပြောချင်တဲ့အရာကိုအကောင်းဆုံးအချုံးမွေဆုံးဖြစ်အောင်ပြောနိုင်ဖို့အချိန်စောင့်နေတတ်ကြပါတယ်ရလဒ်ကတော့တကယ်ပြောတဲ့အရေးကြီးတဲ့စကားဝိုင်းတွေဟာဘယ်တော့မှဖြစ်မလာတော့တာပါပဲကျွန်တော်တို့ရဲ့တကယ်လက်တွေ့ဘဝ reality ကိုသူတို့ဘာရဲ့ပြုပြင်မွမ်းမံထားတဲ့ပြည့်ပြည့်စုံမှု edited perfection တွေနဲ့အမြဲတမ်းနှိုင်းယှဉ်နေမိကြပါတယ်ဒီလိုနှိုင်းယှဉ်မှုတွေကပဲကျွန်တော်တို့ရဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှု confidence ကိုတဖြည်းဖြည်းချင်းတိုက်စားပျက်စီးစေပါတယ်ဆုံးဖြတ်ချက်ချရမယ့်အခါမှာလဲလုံးဝသေးကြပြီလို့ယူဆရတဲ့အနေအထားအထိစောင့်နေတတ်ကြပါတယ်ဒါပေမဲ့အမှန်တရားကတော့ဒီလောကမှာယာနှုံးပြည့်သေးကြမှုဆိုတာဘယ်တော့မှရောက်မလာနိုင်တာပါပဲပြည့်ပြည့်စုံမှုကိုဆွဲလန်းကြည့်ခြင်းဟာလူတစ်ယောက်ရဲ့ဘဝကိုကြဲကြဲလောင်လောင်ကြီးဖျက်ဆီးပစ်လေမရှိပါဘူးသူဟာလူတစ်ယောက်ရဲ့စွမ်းဆောင်ရည်နဲ့နယ်ပယ်တွေကိုတိတ်တိတ်ဆိတ်ပဲဘောင်ခတ်ပိတ်လောင်ပစ်လိုက်တာပါပြည့်ပြည့်စုံခြင်းစိတ်နဲ့အလုပ်တစ်ခုကိုတကယ်ပြီးအောင်လုပ်တာဟာလုံးဝမတူပါဘူးပြည့်ပြည့်စုံခြင်းစိတ်ကဒါကြီးကအပြစ်ပြောစရာမရှိအောင်ကောင်းရဲ့လားဆိုပြီးတော့တင့်ကိုအမြဲတမ်းမေးနေလိမ့်မယ်ဒါပေမဲ့တကယ်အလုပ်ဖြစ်ဖို့ဆိုရင်တော့ဒီထက်ပိုရေးကြီးတဲ့ဒါဟာတကယ်ပဲအသုံးဝင်ရဲ့လားတစုံတစ်ယောက်အတွက်အကျိုးရှိရဲ့လားဆိုတဲ့မေးခွန်းကိုတင့်ကိုယ်တင်မေးရပါမယ်ဒီနေရာမှာလူတွေအမှတ်မှားနေတဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ကိုယ်စိတ်ကြိုက်ဖြစ်နေဖို့နဲ့တကယ်အကျိုးရှိဖို့ကိုမှားနေကြတာပါပြည့်ပြည့်စုံခြင်းစိတ်ကအရာရာကိုသိစိတ်ကြိုက်ပဲဖြစ်နေအောင်ထိန်းချုပ်ချင်တာပါဒါပေမဲ့တကယ်ပြောင်းလဲမှုဆိုတာကတော့အလုပ်တစ်ခုကိုပြီးအောင်လုပ်ပြီးလူတွေစီချပြလိုက်ခြင်းကနေပဲစတင်တာဖြစ်ပါတယ်။တမိုင်းကိုပြန်ကြည့်ရင်ကဘာကြီးတိုးတက်လာတာဟာအပြစ်ပြောစရာမရှိတဲ့စိတ်ကူးတွေကြောင့်မဟုတ်ပါဘူး။အမားတွေပါနေနိုင်ပေမဲ့လူအများကြားကိုတကယ်ရောက်လာတဲ့စိတ်ကူးတွေကြောင့်သာဖြစ်ပါတယ်။လောကကြီးကိုတိုးတက်အောင်လုပ်ခဲ့တဲ့သူတွေဟာမပြည့်စုံသေးတဲ့ကိုယ့်ရဲ့လက်ရာတွေကိုတတိရှိရှိချပြရဲသူတွေဖြစ်ပါတယ်။ဘယ်တော့မှရောက်မလာမဲ့အကောင်းဆုံးအချိန်ကိုထိုင်ဆောင်နေသူတွေမဟုတ်ပါဘူး။လူတွေဟာပြည့်ပြည့်စုံမှုထောင်ချောက်ထဲကနေစိတ်တက်ကြွယုံ motivation နဲ့တွင်ရုံမထွက်နိုင်ကြပါဘူးသူတို့ဟာကိုယ့်ရဲ့အသိအမြင် awareness ကိုပြောင်းလဲပြစ်နိုင်မှသာလွတ်မြောက်နိုင်ကြတာပါဒါတွေကတော့ဒီထောင်ချောက်ကနေလွတ်မြောက်ဖို့အတွက်အဓိကကျတဲ့ထွက်ပေါက်၄ခုပဲဖြစ်ပါတယ်ထွက်ပေါက်၁တကယ့်ကိုအလုပ်ဖြစ်တဲ့ foundation တွေဟာပြည့်ပြည့်စုံတဲ့အထိဘယ်တော့မှမဆောင်ကြပါဘူးသူတို့ရဲ့လက်ရာတစ်ခုကတော်တော်လေးအဆင်ပြေပြီလို့ယူဆရတဲ့အချိန်တွေမှာတွင်လူတွေစီချပြလိုက်ကြတာပါဘာကြောင့်လဲဆိုတော့အလုပ်တစ်ခုကိုတကယ်စလုပ်လိုက်မှသာထိုင်ဆောင်နေရင်ဘယ်တော့မှမရနိုင်တဲ့တိုးတက်မှုတွေနဲ့အတွေ့အကြုံတွေကိုရနိုင်မှာမလို့ပါထွက်ပေါက်နှစ်ပြည့်ပြည့်စုံမှုကိုဆွဲလန်းကြည့်သူတွေဟာဘယ်တော့မှအဆုံးမရှိတဲ့အကောင်းဆုံးနောက်ကိုပဲတကောက်ကောက်လိုက်နေတတ်ကြပါတယ်ဒါပေမဲ့ကျွမ်းကျင်ပညာရှင် professional တွေကတော့အချိန်ကိုပဲကြည့်ပါတယ်ဘာလို့လဲဆိုတော့အချိန်သတ်မှတ်ချက်ရှိမှသာအလုပ်က80ရွေ့မှာဖြစ်ပြီးပြည့်ပြည့်စုံအောင်စောင့်နေရင်တော့အချိန်ကုန်ပြီးကြန့်ကြာတာပဲအဖတ်တင်မှာမလို့ပါထွက်ပေါက်3ပြည့်ပြည့်စုံခြင်းစိတ်ကဒါဟာအပြည့်နာစာကင်းရဲ့လားလို့မေးနေချိန်မှာတကယ်ပညာရှင်တွေကတော့ဒါဟာအရင်ကထက်ပိုကောင်းလာပြီလားဆိုတာကိုပဲကြည့်ပါတယ်ထွက်ပေါက်4အရေးကြီးတဲ့အလုပ်မှန်သမျှဟာအစပိုင်းမှာတော့ဘယ်တော့မှအထင်ကြီးစရာမကောင်းတတ်ပါဘူးထက်ကပြန်ပြင်ရင်းနဲ့မှသာတဖြည်းဖြည်းကောင်းလာတာပါပြည့်ပြည့်စုံမှကျင့်တတ်သူတွေကအစာကလေးကအမှားယွင်းမရှိစေရဘူးလို့အတင်းကျပ်ကြိုးစားနေချိန်မှာတကယ်ကျွမ်းကျင်သူကတော့
အစမှမပြည့်စုံတာသဘာဝပဲလို့လက်ခံထားကြပါတယ်တကယ်ကျွမ်းကျင်သူတွေဟာအလုပ်ကိုအဆုံးသတ်တတ်ကြပါတယ်ပြည့်စုံမှုကိုဆွဲလန်းကြည့်သူတွေကတော့အစကနေပဲထက်ကတလေလေပြန်စနေတတ်ကြပါတယ်လူသားတွေရဲ့လက်ရာတွေကဘယ်တော့မှအဆုံးမသတ်နိုင်ခဲ့တဲ့အရာအလုံးကိုသာစုစည်းပြီးပြတိုက်တစ်ခုတိစောက်ခဲ့မယ်ဆိုရင်အဲ့ဒီပြတိုက်ဟာကမ္ဘာပေါ်မှာအကြီးမားဆုံးအဆောက်အအုံဖြစ်နေပါလိမ့်မယ်ဒါဟာလူတွေမှာအရေးချင်းမရှိလို့မဟုတ်ပါဘူးထပ်ပြီးပြင်ဆင်ဖို့လိုသေးတယ်လို့သူတို့ကအမြဲတမ်းယုံကြည်နေခဲ့ကြလို့သာဖြစ်ပါတယ်ပြည့်စုံမှုကိုဆွဲလန်းကြည့်ခြင်းဟာအញ្ញံစားလက်ရာတွေကိုဖျက်ဆီးပစ်တာမဟုတ်ပါဘူးကောင်းမွန်တဲ့လက်ရာတွေလောကထဲရောက်မလာအောင်တားဆီးနေတာသာဖြစ်ပါတယ်ပြည့်စုံခြင်းစိတ်ရဲ့တကယ်အန္တရာယ်ဟာအလုပ်တွေကိုပိုကောင်းအောင်လုပ်ပေးတာမဟုတ်ပါဘူးအဲ့ဒီအလုပ်တွေကိုတကယ်ဖြစ်တည်မလာအောင်တားဆီးပိတ်ပင်ထားတာသာဖြစ်ပါတယ်